ဇလန်းစမှာတော့အသက်19နှစ်အရွယ်လူငယ်လေးတစ်ယောက်ဟာလူရက်မှုနဲ့ထောင်ဒဏ်6လချမှတ်ခံရပြီးရဲကားနဲ့ထောင်ကိုခေါ်ဆောင်လာခြင်းခံလာရပါတယ်။သူရောက်သွားတဲ့ထောင်ကတကယ်ကိုငရဲကန်းလိုဘေးရန်တွေများပြားလာတဲ့ထောင်ပဲဖြစ်ပါတယ်။အဲ့ဒီမှာရှိတဲ့အကျဉ်းသားဟောင်းတွေကအသစ်ဝင်လာတဲ့သူတွေနဲ့အားနေတဲ့သူတွေကိုအရက်နှိပ်စက်ကြတာကြောင့်ဒီ6လတာကိုဖျက်ဆီးမှုဆိုတာသူ့အတွက်တော့တကယ်ကိုစိန်ခေါ်မှုကြီးတစ်ခုပါ။ထောင်ကိုရောက်တာနဲ့သူ့ကိုအသေးချာစစ်ဆေးပြီးအခန်းထဲကိုပို့လိုက်ပါတယ်။လမ်းတစ်လျှောက်မှာတခြားအကျဉ်းသားတွေကသူ့ကိုရန်လိုတဲ့အကြည့်တွေနဲ့ကြည့်နေကြတာကြောင့်သူတော်တော်လေးကြောက်လန့်နေခန်းထဲရောက်တော့သူ့ရွယ်ကောင်လေးတယောက်ကိုတွေ့ရပေမဲ့အဲ့ဒီကောင်လေးကကြောက်လွန်းလို့စကားတစ်လုံးမှမပြောပဲနယံဘက်ပဲမျက်နှာလှည့်နေခဲ့ပါနောက်တစ်နေ့မှာတော့အဲ့ဒီကောင်လေးကဘာလို့သူဒီလောက်ကြောက်နေရလဲဆိုတဲ့အကြောင်းရင်းကိုသူသိလိုက်ရပါတယ်လူမိုက်3ယောက်ကအဲ့ဒီကောင်လေးကိုခဏခဏလားခေါ်သွားပြီးနှိပ်စက်နေခဲ့ကြတာဒါကိုမြင်လိုက်ရတဲ့အခါသူလည်းအခန်းပေါ်ကောင်လေးလိုပဲနောက်ထပ်အနှိပ်စက်ခံရမဲ့သူဖြစ်လာမှာကိုစိုးရင်ပြီးထိတ်လန့်သွားခဲ့ပါဒီနေ့မှာတော့လူမိုက်3ယောက်စလုံးခေါင်းငုပ်ပြီးလမ်းဖက်ပေးရလောက်အောင်အချိန်ကွာကြီးတဲ့လူတစ်ယောက်ကိုသူတွေးလိုက်ရပါတယ်အဲ့ဒီလူဟာထောင်တစ်ခုလုံးကကြောက်ရတဲ့သူဖြစ်မှန်းသူရိပ်မိသွားပြီးငါထောင်ထဲမှာအသက်ရှင်ခြင်းရင်ဒီလူရဲ့အကာအကွယ်ကိုရမှဖြစ်မယ်လို့ဆုံးဖြတ်လိုက်ပါအဲ့ဒီလူကြီးကစစ်တူရင်ကစားနေချိန်မှာသူကအနားကိုသွားပြီးခမရကစားတာမှားနေတယ်ရှုံးတော့မယ်လို့သွားပြောလိုက်ပါတယ်လူကြီးကဒေါသထွက်ပြီးသူ့ကိုကစားခိုင်းတဲ့အခါမှာတော့သူကတကွက်ထဲနဲ့နာယူပြလိုက်ပါတယ်သူ့ရဲ့ထမှတ်မှုကိုမြင်ပြီးအဲ့ဒီလူကြီးကအတော်လေးကိုသဘောကျသွားခဲ့ပါနောက်ပိုင်းအခန်းထဲပြန်ရောက်တဲ့အခါသူ့အခန်းပေါ်ကောင်လေးကဓာသွေးနေတာကိုတွေ့လိုက်ရနေတိုင်းနှိပ်စက်ခံရတာကိုမခံနိုင်တော့နောက်တစ်ခါလာနှိပ်စက်ရင်အဲ့ဒီလူမိုက်တွေကိုတက်ပစ်မယ်လို့ကောင်လေးကပြောခဲ့ပါကောင်လေးကသူ့ကောင်လေးကိုတနာသွားလို့လူတက်မှုမဖြစ်စေချင်တာကြောင့်နောက်တစ်နေ့လူမိုက်တွေရောက်လာတဲ့အချိန်မှာသူကပါးနဲ့တဲ့နီလန်တစ်ခုကိုတုံးလိုက်ပါလူမိုက်တွေလက်ထဲကကောင်လေးမပါသွားအောင်သူကိုယ်တိုင်ကောင်လေးကိုအရင်ဦးအောင်ထိုးချိတ်ပြီးရံပွဲတစ်ခုဖန်တီးလိုက်ပါဒါမှသာအဆောင်တွေချက်ချင်းရောက်လာပြီးကောင်လေးကိုကယ်တင်နိုင်မှာဖြစ်လို့ပါပဲရံပွဲဖြစ်နေတာကိုအဆောင်တွေမြင်သွားတဲ့အခါမှာတော့သူတို့နှစ်ယောက်လုံးကိုတိုက်ပိတ်ခဲလိုက်ပါတယ်သူ့ရဲ့ပါးနဲ့စီစဉ်ကြောင့်ပဲကောင်လေးကလူမိုက်တွေလက်ထဲကနေခက်တခဏလုံးမြောက်သွားပြီလူမိုက်တွေလည်းလက်ကြည့်တက်ပြန်သွားခဲ့ရပါဒီဖြစ်ရက်ကိုစောင့်ကြည့်နေပြီးရှိန်ဝါကြီးတဲ့လူကြီးကလည်းသူ့ရဲ့အကြံဖန်ကိုသဘောကျသွားပြီးပူပြီးတော့စိတ်ဝင်စားသွားခဲ့ပါရန်နှဲငယ်ကြလို့တိုက်ပိတ်ရာကပြန်လဲလွတ်မြောက်လာတဲ့အခါမှာတော့အဲ့လူကြီးကသူ့ကိုသတိပေးလိုက်ပါဒီထောင်ထဲမှာလူရုပ်မာတွေများကြီးရှိတယ်သူတစ်ပါးကိုမကယ်တင်ခင်ကိုအရင်ကြည့်မလိုအပ်ဖက်ရမ်းမစားနဲ့မဟုတ်ရင်အသက်ပြောင်းသွားလိမ့်မယ်လို့ဆုံးမခဲ့လိုက်ပါဒါပေမဲ့မကြခင်မှာပဲလူမိုက်3ယောက်ကကောင်လေးကိုထပ်ပြီးနှိပ်စက်ဖို့ခေါ်သွားတာကိုသူမြင်လိုက်ရပြန်ပါကောင်လေးဟာအဲ့ဒီနှိပ်စက်မှုကိုမခံနိုင်တော့တဲ့အဆုံးအခန်းထဲမှာကိုအဆုံးစီရင်သွားခဲ့ပါသူကအဆောင်တွေကိုအော်ဟစ်အကူအညီတောင်းပေမဲ့တွေးထွက်လွန်တာကြောင့်ကောင်လေးကတော့တိတ်ဆုံးသွားခဲ့ရပါတယ်အခန်းပေါ်လေးရဲ့တိတ်ဆုံးမှုကသူ့ကိုတော်တော်လေးစိတ်ထိခိုက်သွားစေပါတယ်နောက်တစ်နေ့မှာတော့အဲ့လူမိုက်တွေကသူ့ကိုပါပြစ်မှတ်ထားပြီးလိုက်နေဆက်ဖို့ကြိုးစားလာပါသူကတော့အဆောင်တွေကိုရှောင်ရှားပြီးအခန်းထဲကိုပြေးဝင်ကကိုကာကွယ်ဖို့အတွက်သွားလိုက်တန်ကိုလက်နက်ဖြစ်အောင်လုပ်ပြီးပြင်ဆင်နေခဲ့ပါတယ်။တနေ့ရေချိုးကန်းထဲမှာသူတယောက်တည်းရှိနေချိန်လူမိုက်3ယောက်ကလိုင်းလံတိုက်ခိုက်ဖို့ကြိုးစားပေမဲ့အချိန်ဝါကြီးရဲ့လူကြီးကအချိန်မီရောက်လာပြီးသူ့ကိုကယ်တင်ပေးလိုက်ပါအဲ့ဒီလူကြီးကသူ့ကိုမင်းတယောက်တည်းတော့ဒီလူမိုက်တွေကိုမရှင်းနိုင်ဘူးဒီသွားလိုက်တန်နဲ့လည်းသူတို့ကိုမတတ်နိုင်ဘူးလို့ပြောပြလိုက်ပါတယ်ဒါပေမဲ့တခုတော့ရှိတယ်သူ့ရဲ့အကာအကွယ်အောက်မှာနေမယ်ဆိုရင်ဘယ်သူမှသူ့ကိုမထီရဲစေရဘူးလို့ကမ်းလှမ်းလိုက်ပါအဲ့ဒီတော့အပြန်လန်အနေနဲ့သူကအဲ့ဒီလူကြီးရဲ့ထောင်ဖောက်မဲ့အစီအစဉ်မှာကူညီပေးရမှာသူထောင်ကလွတ်သွားတဲ့အခါအပြင်မှာရှိတဲ့အလုပ်တစ်ခုကိုအဲ့လူကြီးအတွက်လုပ်ပေးရမှာဖြစ်ပါတယ်အစပိုင်းမှာတော့သူကဒီအနေအများတဲ့အစီအစဉ်ကိုလက်ခံဖို့ဝေခွဲမရဖြစ်နေပေမဲ့မင်းကိုနေတိုင်းတော့လိုက်မဆောင်ပေးနိုင်ဘူးမင်းအသက်ရှင်ခြင်းဒီစီဇန်ကိုလက်ခံလိုက်ပါဆိုတဲ့စကားကြောင့်နောက်ဆုံးမှာသူသဘောတူလိုက်ပါနောက်တနေ့မှာရေချိုးကန်းထဲမှာလူမိုက်တွေကသူ့ကိုထပ်ပြီးဝိုင်းလိုက်တဲ့အခါမှာတော့အဲ့ဒီလူကြီးကသူ့လူတွေနဲ့အတူရောက်လာပြီးလူမိုက်တွေကိုအပြတ်သက်နှိပ်ကွက်လိုက်ပါတော့တယ်လူမိုက်ခေါင်းဆောင်ကအဲ့လူကြီးကိုပြန်ပြီးစိန်ခေါ်တဲ့အခါမှာတော့လူကြီးကဒေါသထွက်ပြီးသူ့လူတွေကိုတတ်ခိုင်းလိုက်ပါတယ်သူ့လူတွေကအဲ့လူမိုက်ခေါင်းဆောင်ကိုအမိုးပေါ်ကနေပစ်ချလိုက်တာကြောင့်နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပါတယ်ဒီမြင်ကွင်းကိုမြင်လာရတဲ့အကျဉ်းသားတွေအားလုံးသွေးပြက်ကျသွားပြီးအဲ့ဒီနေ့ကစလို့ဘယ်သူမှသူ့နားကိုမကတ်ရဲကြတော့ပါဘူးအချိန်တွေကုန်လွန်သွားပြီးနောက်ဆုံးမှာတော့သူထောင်ကလွတ်မဲ့နေကိုရောက်ရှိလာပါထောင်ကထွက်တာနဲ့အဲ့လူကြီးမာခဲ့တဲ့အတိုင်းလူမိုက်ဂိုင်းစရာတယောက်စီကိုတွားတွေ့ပြီးလူကြီးကိုယ်တိုင်ရေးပေးလိုက်တဲ့စာကိုပေးလိုက်ပါတယ်စာကိုဖတ်ပြီးတဲ့နောက်မှာတော့အဲ့ဂိုင်းစရာကသူ့ကိုမွေးတွေအပြည့်ထည့်ထားတဲ့လက်ဆွဲရည်တစ်လုံးအိမ်တော်တချို့နဲ့အတူသူ့ရဲ့တပည့်တစ်ယောက်ကိုပါအဖော်ဖြစ်ထည့်ပေးလိုက်ပါတယ်သူရောက်သွားတဲ့အိမ်ကပင်လယ်နားမှာစောင့်ထားပြီးအရန်ကိုခန်းသားထဲဝါတဲ့အိမ်ကြီးတိမ်ဖြစ်နေတာသူတော်တော်လေးအံ့ဩသွားတာပေါ့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဖုန်းတစ်လုံးလူကြီးရဲ့နိုင်ငံကူးလက်မှတ်တွေနဲ့တနက်တစ်လက်ကိုတွေးလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့မိန်းကလေးတစ်ယောက်ရောက်လာပြီးသူ့ကိုပတ်စံနဲ့နောက်ထပ်ဖုန်းတစ်လုံးထပ်ပေးပါဒီဖုန်းထဲကနေမင်းနောက်ထပ်ဘာလုပ်ရမလဲဆိုတော့ညွှန်ကြားချက်တွေရောက်လာလိမ့်မယ်လို့ပြောပြီးထွက်သွားခဲ့ပါနောက်နေ့မှာတော့အစီအစဉ်တိုင်းသူဟာလက်နက်တွေအကြောင်းသင်တန်းသွားတက်ပြီးတနက်ပြင်းကြီးတွေကိုပါကျွမ်းကျင်အောင်လေ့ကျင့်ခဲ့လိုက်ပါအားလုံးစင်သင်းဖြစ်ပြီးဆိုတာနဲ့မြို့နဲ့လက်ပတ်ဖို့အတွက်ရဟန်းရန်တစီငှားလိုက်ပါ
သူ့ရဲ့အိတ်ထဲမှာဘာပါလဲဆိုတာကိုပိုင်းလောကမစစ်ဆေးခဲ့ပါဘူးရဟန်းရင်ကအမြင့်တနေရာရောက်တဲ့အခါမှာတော့သူဟာတနက်ကိုထုတ်ပြီးပိုင်းလောကိုချိန်ကအဲ့ဒီလူကြီးရှိတဲ့ထောင်စီကိုမောင်းခိုင်းလိုက်ပါတော့တယ်တစ်ဖက်မှာလည်းအဲ့ဒီလူကြီးကသူ့လာခဲ့တော့မယ်ဆိုတာကိုကြိုသိနေတာကြောင့်ထောင်ထဲမှာရံပွဲတစ်ခုအစီအစဉ်ရကြဖန်တီးလိုက်ပါအဆောင်တွေရောက်လာတဲ့အချိန်မှာတော့အဆောင်တစ်ယောက်ကိုဓာတ်နဲ့ထောက်ပြီးတစားကန်အဖြစ်ဖမ်းကထောင်တကားကိုဖွင့်ခိုင်းလိုက်ပါသူအပြင်ကိုရောက်တာနဲ့အချိန်ကိုက်ဆိုသလိုပဲရဟန်းရင်ကရောက်လာပြီးထောင်ဆောင်တွေကိုအပေါ်ကနေပြစ်ခတ်ခိုင်းခဲ့ပါဒီလိုရုပ်ရုပ်သေးသေးဖြစ်နေတဲ့အခွင့်အရေးကိုတုံးပြီးလူကြီးနဲ့သူ့တပည့်တွေကရဟန်းရင်ဘော်ကိုအမြန်တက်လိုက်ကြပါတခဏအတွင်းမှာပဲသူတို့အားလုံးထောင်ကနေအောင်မြင်စွာထွက်ပြေးနိုင်ခဲ့ကြပါတနေ့ရာရောက်တော့ဝစ်စုံတွေနဲ့ကားတစ်စီးနဲ့ပြောင်းစီပြီးသူတို့ရဲ့ဂိုင်းစရာတငယ်ချင်းစီကိုဓာတ်ရိုက်သွားခဲ့ကြပါတယ်လူကြီးလွတ်မြောက်လာတာကိုမြင်တော့ဂိုင်းစရာကရန်ဝမ်းသာသွားပြီးသူတို့အားလုံးစုပေါင်းပြီးလှုပ်ဆောင်မယ်အကြီးသားလူရဲမှုကြီးတစ်ခုကြောင်းကိုစတင်ပြောပြပါတော့တယ်ဂိုင်းစရာတငယ်ချင်းကရွှေတွင်းတစ်ခုကနေရွှေတွေကိုလူရက်ဖို့အစီအစဉ်ကြီးတစ်ခုကိုပြောပြခဲ့ပါတယ်ဒီလောက်သာအောင်မြင်နောက်ထပ်ဘယ်တော့မှခိုးဆိုးလူရက်ဆရာမလိုတော့ဘူးဆိုတာကြောင့်အားလုံးကပြင်ဆင်မှုတွေစတင်ခဲ့ကြပါတယ်တရက်မှာတော့သူဟာရေကူးကန်နာမှာအဲ့ဒီမိန်းကလေးကိုတွေ့ပြီးစကားသွားပြောခဲ့ပါတယ်အစကတည်းကသူ့ကိုမကြည့်တဲ့ဂိုင်းစရာရဲ့တပည့်ဟာမိန်းကလေးတွေကိုလည်းသဘောကျနေတာကြောင့်မနာလိုဖြစ်ပြီးသူ့ကိုရေကူးကန်နဲ့တွန်းချလိုက်ပါသူကရေမကူးတတ်လို့ရေနစ်နေချိန်မှာမိန်းကလေးကပဲရေထဲခုန်ဆင်းပြီးကယ်ခဲ့ရပါလူကြီးတယောက်ဖြစ်ပြီးရေမကူးတတ်လို့အားလုံးရဲ့လောင်မြောင်ခြင်းကိုခံလိုက်ရတာကြောင့်သူစိတ်ပြက်ပြီးအဲ့ဒီနေရာကနေထွက်လာခဲ့ရပါတယ်သူလမ်းလျှောက်နေတော့မှပဲမိန်းကလေးကကားနဲ့လိုက်လာပြီးသူ့ကိုစားတောက်တဲ့တစ်ခုကိုခေါ်ဆောင်သွားခဲ့ပါတယ်အဲ့ဒီမှာသူတို့နှစ်ယောက်အကြာကြီးစကားပြောဖြစ်ကြရင်သူဟာမိန်းကလေးပေါ်တန်ရုံးစင်နေစတင်တိုးဝေလာပါတယ်မိန်းကလေးကသူ့လိုလူကောင်းတစ်ယောက်ဘာလို့ဒီလိုရာဇဝတ်မှုတွေထဲမှာရောက်နေတာလဲလို့မေးတဲ့အခါကျွန်တော်ကအပြစ်ကင်းပုံပေါက်ပေမဲ့ကျွန်တော်ကိုအထင်မသေးပါနဲ့လို့သူကပြန်ဖြေခဲ့ပါမိန်းကလေးကလည်းသူဟာမွေရန်လိုနေလို့ရွှေပြောင်းနေထိုင်သူဖြစ်ကြောင်းဒီလုံပြီးရင်တော့ဒီနိုင်ငံကနေထောင်ဝရထွက်ခွာသွားတော့မှဖြစ်ကြောင်းပြောပြခဲ့လိုက်ပါအိမ်ပြန်ရောက်တဲ့အခါမှာတော့အဲ့လူကြီးကသူ့ကိုခွင့်မတိုင်မဲနဲ့ဘဲမှမသွားဘူးနဲ့မိန်းကလေးနဲ့အချိန်ဖြုံးနေတာတွေကအလောက်ကိုအာယုံပြက်စီတာကြောင့်သူမနဲ့ဝေးဝေးနေဖို့သတိပေးခဲ့ပါအဲ့နောက်လူကြီးကသူ့ကိုရွှေရင်းနာခေါ်ဆောင်သွားပြီးအစီအစဉ်တွေကိုရှင်းပြခဲ့ပါသူ့ရဲ့တောင်းပန်ကတော့အစာအုပ်တစ်ခုတည်းကိုဝင်ပြီးဘယ်သူမှအရေးပေါ်အချက်ပေးခေါင်းလောင်မတီးနိုင်အောင်တားဆီးပေးဖို့ဖြစ်ပါတယ်လူရဲမှုအတွက်ကျွမ်းကျင်တဲ့ကားမောင်းသမားတစ်ယောက်ကိုပါအဖွဲတဲ့ထမှန်ခေါ်ယူပြီးနောက်အစီအစဉ်တွေကိုမြေပုံနဲ့တကွတေချာဆွေးနွေးခဲ့ကြပါအဲ့ဒီမှာလဲဂိုင်းစရာရဲ့တပည့်ကသူ့ကိုထပ်ပြီးလောင်ပြောင်လာကြောင်းသူတို့နှစ်ယောက်လက်သီးလက်မောင်းတန်းပြီးရံဖြစ်ခဲ့ကြပါလူကြီးကသူတို့ကိုဖြန့်ဖြေပေးခဲ့ပေမဲ့သူ့ကိုစိတ်ရေးအောင်အပြင်ခဏသွားခိုင်းလိုက်ပါတယ်သူဘားတစ်ခုတည်းရောက်တဲ့အခါမိန်းကလေးကိုလူတစုကနှောက်ယှက်နေတာတွေးလိုက်ရပါတယ်သူကဒေါသတကြီးနဲ့တနက်ထုတ်ပြီးချောင်းလန့်မောင်းထုတ်လိုက်တာကြောင့်မိန်းကလေးကသူ့ကိုထင်ကြီးသွားပါတယ်နောက်ဆုံးမှာတော့လူရဲမဲ့နေကိုရောက်ရှိလာပါတယ်သူတို့အားလုံးဟာရွှေရင်းကဝန်ထမ်းတွေလိုဖြစ်အောင်လုံခြုံရေးဝတ်စုံတွေဝတ်ဆင်ပြီးမှတ်ပုံတင်အကျူတွေနဲ့အလွယ်တကူပဲအထဲကိုဝင်သွားခဲ့ကြပါတယ်အထဲရောက်တာနဲ့လူကြီးရဲ့အမိတ်တိုင်းသူဟာလေဝင်လေထွက်ပေါက်ကနေတဆင့်ထိန်းချုပ်ရေးခန်းထဲကိုခိုးဝင်သွားခဲ့ပါတယ်အဲ့ဒီနောက်လုံခြုံရေးကင်မရာတွေအားလုံးကိုပိတ်ပစ်ပြီးတကားတွေကိုဖွင့်ပေးလိုက်ပါတယ်သူဟာသူ့ရဲ့တောင်းဝန်ကိုအောင်အောင်မြင်မြင်လှုပ်ဆောင်ပြီးနောက်ညနေဖုံးစုပ်ကထိန်းချုပ်ရေးခန်းထဲကိုရောက်တာနဲ့သူဟာဝန်ထမ်းတစ်ယောက်ကိုတနက်နဲ့ချိန်ပြီးပင်မာတကားကြီးကိုဖွင့်ခိုင်းလိုက်ပါတယ်တကားပွင့်သွားတာတဲ့အသင်းဆောင်နေတဲ့လူကြီးနဲ့အဖွဲ့သားတွေဟာအတွင်းထဲကိုအချိန်ဟုန်နဲ့စီးနှင်းဝင်ရောက်လာကြပါသူတို့ဟာအဆောင်တွေရဲ့ဝန်ထမ်းအားလုံးကိုတောင်းတနေရာမှာစုခိုင်းထားပြီးလူကြီးကတော့ငါတို့ရွှေပဲလိုချင်တာဘသူကမှဘာမှမလုပ်ဘူးလို့အာမခံလိုက်ပါတယ်အဲဒီနောက်လူကြီးကရွှေရည်ကျူဖို့သွားချိန်မှာဟိုဘက်ကဂိုင်းစတာရဲ့တပည့်ကိုတော့တစားကန်တွေကိုစောင့်ကြည့်ဖို့တောင်းဝင်ပေးခဲ့လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီတပည့်ကလူမကြီးရဲ့အမိတ်ပေးတာကိုမကျေနပ်တာကြောင့်ဝန်ထမ်းတစ်ယောက်ရဲ့ခြေထောက်ကိုအပျော်သဘောနဲ့တနက်နဲ့ပြစ်လိုက်ပါတယ်ဒါကိုသိရတဲ့လူကြီးကဒေါသတကြီးနဲ့သူ့ကိုတနက်တင်နဲ့မျက်နှာကိုရိုက်ချလိုက်ပါတယ်မကြခင်မှာပဲရွှေလုံးကြီးသုံးလုံးကိုအရေးကြိုပြီးအိတ်တဲ့ထဲကအစင်သင့်ဖြစ်သွားပါတယ်ဒါပေမဲ့သူတို့အပြင်ထွက်ခံနေမှာပဲရဲတွေကတဝိုင်းလုံးကိုဝိုင်းထားလိုက်ပြီးဆိုတာသိလိုက်ရပါအားလုံးထိတ်လန့်သွားပေမဲ့လူကြီးကတော့တိတိငြိမ်ငြိမ်ပါပဲလူကြီးကအားလုံးကိုဝန်ထမ်းဝတ်စုံတွေပြန်ဝတ်ခိုင်းပြီးတကယ်ဝန်ထမ်းတွေကိုအကာအကွယ်ယူကအပြင်ကိုထွက်ခဲ့ကြပါတယ်ရဲတွေဘက်ကလည်းဘသူကဝန်ထမ်းဘသူကတခိုးဆိုတာခွဲခြားမရဖြစ်နေတော့သူတို့အဖွဲ့ဝင်ကစတင်ပြစ်ခတ်ပြီးရုပ်ရုပ်သေးသေးဖြစ်အောင်လုပ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူတို့ရဲ့ကားမောင်းသမားတငယ်ချင်းကအချိန်နဲ့ရောက်လာပြီးသူတို့အားလုံးကားပေါ်ကိုခုန်တက်ကထွက်ပြေးခဲ့ကြပါတယ်ရဲတွေကနောက်ကနေလိုက်လံပစ်ခတ်ရမှာကားမောင်းသမားကြီးတန်းထိမှန်ပြီးတိတ်ဆုံးသွားခဲ့ပေမဲ့သူဟာနောက်ဆုံးထွက်တဲ့အထိရဲကားတွေကိုလမ်းပိတ်ပေးခဲ့တာကြောင့်သူတို့အဖွဲ့ဟာလွတ်မြောက်သွားခဲ့ပါတယ်ဂိုင်းစရာစောင့်နေတဲ့နေရာကိုဘေးကင်းကင်းနဲ့
ရောက်သွားခဲ့ကြပါတယ်လူကြီးကရွှေတွေကိုဂိုင်းစရာလက်ထက်အပ်လိုက်ပါတယ်ဒါပေမဲ့ရွှေကိုရပြီးတာနဲ့ဂိုင်းစရာရဲ့အမူအရာကပြောင်းလဲသွားခဲ့ပါတယ်သူကမင်းငါတစ်ဖက်ကိုဘာလို့ရိုက်တာလဲဆိုပြီးလူကြီးကိုဒေါသတကြီးနဲ့မင်းကုန်းထုတ်လိုက်ပါလူကြီးကတော့သူ့ကြောင့်ရဲတွေတိကုန်တာလို့ရှင်းပြပေမဲ့ဂိုင်းစရာကတော့ဘာမှပြန်မပြောပဲရွှေတွေကိုယူပြီးထွက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းမိန်းကလေးကမြို့ကနေထွက်ပြေးဖို့ပြင်ဆင်နေတော့ဂိုင်းစရာရဲ့လူတစ်ယောက်ကသူမကိုတတ်ဖို့ရောက်လာခဲ့ပါတယ်ဂိုင်းစရာကသူမထွက်ပြေးမှာကိုတိနေလို့တတ်ခိုင်းလိုက်တာပါမိန်းကလေးကတော့အသေးအံရုန်းကန်ပြီးလော့အောင်ထွက်ပြေးနိုင်ခဲ့ပါတယ်သူမချက်ချင်းပဲသူ့စီကိုဖုံးဆက်ပြီးဂိုင်းစရာကအားလုံးကိုတစ္ဆာဖောက်လိုက်ပြီးဖြစ်ကြောင်းရွှေတွေကိုတယောက်တည်းယူပြီးအားလုံးကိုတတ်ဖို့ကြံစီနေကြောင်းသတိပေးလိုက်ပါတယ်ဒါအပြင်ရဲတွေကလည်းသူ့အိမ်ကိုဖမ်းဖို့လာနေပြီဖြစ်လို့အိမ်ကိုဘလူနီးနဲ့မှမပြန်ဘူးပြောခဲ့ပါတယ်သူကဒီသတင်းကိုလူကြီးကိုချက်ချင်းအကြောင်းကြားလိုက်ပါတယ်လူကြီးဟာပါနဲ့ဆော်နဲ့ပဲအိမ်နာမရောက်ခင်ကားကိုရက်လိုက်ပြီးအခြေအနေတွေကိုစောင့်ကြည့်တဲ့အခါရဲကားတွေကအိမ်ကိုဝိုင်းထားတာကိုတွေ့လိုက်ရပါမိန်းကလေးရဲ့သတိပေးမှုကြောင့်သူတို့ဟာဖမ်းဆီးခံရမပြေးကနေတီတီလေးလွတ်မြောက်သွားခဲ့ပါအဲ့ဒီနောက်လူကြီးဟာဂိုင်းစရာစီကိုဖုံးဆက်ပြီးတက်စာဖောက်မှုအတွက်ပြင်းပြင်းထန်ထန်ပြစ်တင်ပြောဆိုခဲ့ပါဒါပေမဲ့ဂိုင်းစရာကြီးကတော့သူတို့နဲ့ပတ်သက်ခဲ့တာတွေကိုအားလုံးညှင်းပယ်လိုက်ပြီးရွှေတွေကအခုသူ့လက်ထဲရောက်နေပြီဖြစ်ကြောင်းဘာမှလုံးနိုင်မှာမဟုတ်ကြောင်းအေးဆက်ဆက်နဲ့ပြောဆိုကဖုံးချလိုက်ပါဒီတက်စာဖောက်မှုကြောင့်လူကြီးဟာအရန်ကိုဒေါသထွက်သွားခဲ့ရပါအဲ့ဒီနောက်သူနဲ့လူငယ်လေးနဲ့မိန်းကလေးတို့၃ယောက်သာပြန်လည်ပူးပေါင်းပြီးသူတို့ရတဲ့ရွှေဝေစုတွေကိုဘယ်လိုပြဲအောင်မလဲဆိုတာအစီအစဉ်ဆွဲခဲ့ကြပါတယ်ဂိုင်းစရာကြီးကအဲ့ဒီရွှေတွေကိုဘယ်နေရာမှာဝရောက်မယ်ဆိုတာလူကြီးကချက်ချင်းပဲစုံစမ်းသိရှိသွားပြီးဒီအစီအစဉ်တွေအတွက်သူတို့မှာငွေကြေးလိုအပ်ချက်တွေရှိနေပါတယ်ဒါကြောင့်လူကြီးကလူငယ်လေးကိုတုတ်တန်တစ်ခုစီခေါ်ဆောင်သွားပြီးအုတ်ကူတစ်ခုနားမှာမြေမြုပ်ထားတဲ့မွေတုပ်ကြီးကိုတူးဖော်ခိုင်းလိုက်ပါတယ်မဲဖုံမျိုးကိုသွားဖို့အတွက်အသုံးပြုမှာဖြစ်ကြောင်းဒီလူကြီးကရှင်းပြခဲ့ပါတယ်မကြခင်မှာပဲသူတို့၃ယောက်သာရွှေတွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက်မဲဖုံမျိုးစီကိုဥတီထွက်ခါလာခဲ့ကြပါတယ်မဲဖုံမျိုးကိုရောက်တဲ့အခါသူတို့ဟာဘားတစ်ခုမှခိတ္တနားနေတော့ TV သတင်းမှာသူတို့ပုံတွေတွေ့လိုက်ရပါတယ်သူတို့ဟာရွှေလူရက်မှုနဲ့အလိုရှိနေတဲ့တရားခံပြေးတွေအဖြစ်ကြေညာထားခံလိုက်ရပါတယ်ဒါပေမဲ့လူကြီးကထူးဆန်းတာတစ်ခုသတိထားမိသွားပါအဲ့ဒါကတော့ဂိုင်းစရာရဲ့တပည့်ပုံသတင်းထဲမှာမပါလာတာပါပဲလူကြီးကဂိုင်းစရာကြီးဘယ်မှာလဲဆိုတာသိရဖို့အတွက်လူတစ်ယောက်ကိုမွေပေးပြီးစုံစမ်းခိုင်းလိုက်ပါတယ်တစ်ဖက်မှာလည်းမိန်းကလေးကသူတို့အတွက်စားစရာသွားဝယ်ချိန်မှာတယောက်ယောက်ကနောက်ကနေလိုက်နေတာကိုသူမသတိမထားမိပါဘူးသူမအခန်းကိုပြန်ရောက်တဲ့အခါလူကြီးကဒီမိန်းကလေးကမင်းကိုလှုပ်အောင်ပြအောင်လုပ်နေတာသူမနဲ့ဝဝေးနေပါလို့လူငယ်လေးကိုပြောနေတာကိုကြားသွားပါတယ်ဒါကိုကြားတော့မိန်းကလေးကသူမကိုတစ္ဆာဖောက်တော့မယ်လို့ထင်ပြီးစိတ်နာကူနာနဲ့ထွက်သွားခဲ့ပါလူငယ်လေးကနောက်ကနေလိုက်သွားပြီးဒါတွေကိုနားလည်မှုလွဲတာပါကျွန်တော်မင်းနာမှာအဆုံးထိရှိနေမှာပါလို့ဂရီပေးပြီးချုံမော်ခဲ့ရပါဟိုတယ်ခန်းကိုပြန်ရောက်တဲ့အခါမိန်းကလေးနောက်ကိုလိုက်လာတဲ့လူကလူကြီးကိုတနက်နဲ့ချိန်ပြီးဂိုင်းစရာကြီးကတက်ခိုင်းလိုက်လို့လာတာဖြစ်ကြောင်းပြောပြခဲ့ပါဒါပေမဲ့လူကြီးကတီတီငင်ငင်နဲ့ပဲဂိုင်းစရာကြီးပေးမဲ့မူထက်နှက်စာပေးမယ်လို့ကန့်လန့်ပြီးရွှေတွေကိုပြန်လုပ်မဲ့အစီအစဉ်မှာပါဝင်မှုဆွဲဆောင်လိုက်ပါတယ်အဲ့ဒီလူလဲလောဘတက်ပြီးပတ်ပြောင်းသွားကဂိုင်းစရာကြီးရွှေရောင်းမဲ့နေရာကိုပြောပြလိုက်ပါတယ်နောက်နေ့မှာတော့သူတို့ဟာအယောင်းဝယ်လုံးမဲ့နေရာကိုစီးနှင်းတက်ခဲ့ကြပါတယ်အဲ့ဒီမှာဂိုင်းစရာကြီးကကိုယ်တိုင်ရောက်မလာပဲသူ့တပည့်ကိုပဲလွတ်လိုက်တာပါပြင်းထန်တဲ့ပြစ်ခတ်မှုတွေဖြစ်ပြီးနောက်လူကြီးတို့အဖွဲ့ကဂိုင်းစရာရဲ့တပည့်ကိုအရှင်ဖမ်းမိသွားတော့သူ့ကိုနှိပ်စက်ပြီးစစ်သိမ်းမေးမြန်းတဲ့အခါနောက်ဆုံးမှာတော့ရွှေတွေဝတ်ထားတဲ့နေရာကိုပြောပြလိုက်ပါတော့တယ်ရွှေတွေကိုပြန်ရပြီးနောက်ဂိုင်းစရာကြီးရှိနေသူတို့အသက်အန္တရာယ်မကင်းဘူးဆိုတာသိတာကြောင့်လူကြီးနဲ့လူငယ်လေးတို့ဟာဂိုင်းစရာကြီးစီကိုဓာတ်ရိုက်သွားတွေ့ခဲ့ပါတယ်ဘာမှတုံ့ပြန်ခြင်းမရခင်မှာပဲလူကြီးကဂိုင်းစရာကြီးကိုတနက်နဲ့ပြစ်တက်လိုက်ပါအဲ့ဒီနောက်သူတို့ဟာဟိုတယ်အခန်းတစ်ခုမှာပုန်းနေပြီးရွှေတွေထည့်ထားတဲ့လက်ဆွဲကိုဂရင်ပေါ်မှာဝတ်ထားလိုက်ပါကျဲတွေလိုက်လာတော့မှဖြစ်လို့သူတို့ဟာလေတစည်းနဲ့မျိုးပြင်ကိုထွက်ပြေးဖို့သုံးဖြတ်လိုက်ကြပါတယ်လန်ခုလက်ရောက်တော့လူကြီးကရုတ်တရက်တနက်ထုတ်ပြီးလူငယ်လေးကိုလေပေါ်ကဆင်းခိုင်းလိုက်ပါတယ်ခုရွှေတွေငါလက်ထဲရောက်လာပြီဆိုတော့မင်းကိုမလိုတော့ဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့လူငယ်လေးကပြုံးပြီးအိတ်ကိုဖွင့်ကြည့်ကြည့်ပါလားလို့မေးမြန်းလိုက်ပါတယ်လူကြီးကအိတ်ကိုအလံတကြားဖွင့်ကြည့်လိုက်တဲ့အခါရွှေတွေအစားတံပြားတွေပဲတွေးလိုက်ရပါတယ်တကယ်တော့ဒါဟာလူငယ်လေးနဲ့မိန်းကလေးတို့ကြိုတင်စီစဉ်ထားတဲ့အကွက်ပါလူကြီးကဂိုင်းစရာကြီးကိုဝတ်တက်နေတော့လူငယ်လေးကမိန်းကလေးကိုအခန်းတော်ပေးပြီးရွှေတွေကိုတံပြားနဲ့လဲခိုင်းလိုက်တာဖြစ်ပါလူငယ်လေးကဖုန်းကိုလူကြီးမင်းစီကမ်းလှမ်းပေးလိုက်တဲ့အခါတစ်ဖက်ကလည်းမိန်းကလေးကလူငယ်လေးကိုတခုခုလုံးရင်ရဲကိုချက်ချင်းတိုင်မယ်လို့ချိန်ချောက်ပါတော့တယ်လူကြီးကဒေါသထွက်ပြီးလူငယ်လေးကိုရေထဲတွန်းချလိုက်ပေမဲ့သူရေမကူးတတ်တာကိုသတိရသွားပြီးလေပေါ်ကိုပြန်ဆွဲတင်လိုက်ပါတယ်လူကြီးကသူ့ကိုရေမကူးတတ်တဲ့အတွက်အမြဲတမ်းလောင်ပြောင်ခဲ့ပေမဲ့ဒီတစ်ခါမှာတော့သူ့ရဲ့ပါနှက်မှုကြောင့်လူကြီးကလည်းလက်ချော့လိုက်ရပါလူကြီးကမင်းပါလို့ရွှေတွေအကုန်လုံးကိုယူပြီးထွက်မပြေးတာလေလို့မေးတဲ့အခါလူငယ်လေးကထောင်ထဲမှာဘယ်သူမှမရှိတဲ့ချိန်မှာခင်ဗျားပဲကျွန်တော်ကိုကယ်ခဲ့တာဒါကြောင့်ခင်ဗျားကိုတစ္ဆာမဖောက်ချင်ဘူးလို့ပြန်ဖြေခဲ့ပါ
လူငယ်လေးကလူကြီးအတွက်ကြားတဲ့ဝေစုကိုဝေပေးမယ်လို့ကြေပေးပြီးတဲ့နောက်မှာတင်ငယ်လေးတစ်စီးနဲ့ထွက်ခွာသွားခဲ့ပါအဲ့ဒီနောက်မှာတော့သူဟာစောင့်နေတဲ့မိန်းကလေးနဲ့ပြန်လဲဆုံသီးပြီးပျော်ရွှင်စွာပွေ့ဖက်လိုက်ကြပါတယ်တစ်ဖက်မှာလည်းလူကြီးဟာအဝိရှော်တိုင်းတစ်ခုမှာအဝိသွားလျှော်နေတော့ဆိုင်ကမျိုးသမီးတစ်ယောက်ကသတင်းစာထဲမှာသူ့ပုံကိုမှတ်မိသွားပြီးရဲကိုတိုင်လိုက်ပါတယ်တခဏအကြာမှာပဲရဲတွေရောက်လာပြီးလူကြီးကိုဖမ်းဆီးကထောင်ထဲပြန်ပို့ပေးခံလိုက်ရပါတယ်ရန်နေငယ်ကြမှာတော့လူကြီးစီကိုလူငယ်လေးစီကစာတစ်စောင်ရောက်ရှိလာပါတယ်အဲ့ဒီစာထဲမှာလူကြီးအတွက်ရွှေဝေစုကိုအရင်ကမိုးတွေတူးခဲ့တဲ့တုတ်တံမှာပဲပြန်မြုပ်ထားပြီးကြောင်းရေးထားပါတယ်ဒါအပြင်မိန်းကလေးမှာကိုဝင်ရှိနေပြီဖြစ်တဲ့ဓာတ်ပုံလေးကိုလည်းထည့်ပေးလိုက်ပြီးသူတို့နှစ်ယောက်ဟာအခုဆိုရင်ပျော်ရွှင်တရားမိသားစုဘဝလေးကိုပိုင်ဆိုင်နေပြီဖြစ်ကြောင်းအသိပေးလိုက်ပါဒါကိုမြင်လိုက်တဲ့အခါလူကြီးဟာကျေနပ်စွာနဲ့ပြုံးလိုက်ပါတော့တယ်